လက်ရှိဘဝကပြင်းစရာကောင်းလို့စာအုပ်တွေရုပ်ရှင်တွေတဲကလို့စိတ်လှုပ်ရှားစရာကောင်းတဲ့ဘဝမျိုးကိုခိုးပြီးအိမ်မက်မှတ်ဖူးတဲ့သူတွေရှိလားတကယ်တော့အိမ်မက်နဲ့လက်တွေဟာကောက်ဝါချက်ဟာလူတစ်ယောက်ကိုဘယ်လောက်ထိအမောင်တွင်းနဲ့ဆွေးချက်သွားနိုင်ကြဆိုတာသင်သိပါသလားမင်္ဂလာပါဆောက်ရှိသူတို့ရေတက်ကျူရဲ့3 minute booklet ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကဲအခုရရှိမဲ့3မိနစ်ရှင်လေးကိုပုံမကောင်းမှုနဲ့နာကနေ့ရက်တည်ဆောက်နိုင်ဖို့အကျိုးရှိရင်းနှီးမြှုပ်နှံလိုက်ကြရအောင်နော်ဒီနေ့ပြောပြမှာကစာရေးသူ Gustav Roberts ရေးသားထားတဲ့ Madame Bovary စာအုပ်ထဲကအကြောင်းအရာလေးပဲဖြစ်ပါရဲ့ရှင်ဒီကဏ္ဍဝင်စာအုပ်ထဲကနေကျမတို့ဘဝအတွက်ဆင်ခြင်စရာအချက်3ချက်ကိုနက်နက်ရှိုင်းရှိုင်းလေ့လာကြည့်အောင်ပါပထမချက်ကတော့စိတ်ကူးရင်ရှင်နဲ့လက်တွေ့ဘဝကြားကပဏိပခပါပဲဇာလိုက်ဖြစ်တဲ့အမဟာအရှိဝတ္ထုတွေဖတ်ပြီးခန္ဓာထဲဝါတဲ့အရှိကိုပဲမျှော်လင့်ခဲ့တဲ့သူပါဒါပေမဲ့လက်တွေ့အိမ်တော်ကြီးကညှိငွေ့စရာကောင်းတဲ့အခါသူမအပြင်ပန်းတာယာမှုတွေနောက်ကိုလိုက်ပြီးအမှားမှားယွန်းယွန်းလုပ်ခဲ့မိပါတယ်ဒီနေရာမှာကျမတို့ရနိုင်တဲ့သင်ခန်းစာကလက်တွေ့ဘဝရဲ့တာမန်ပျော်ရွှင်မှုကိုတန်ဖိုးမထားတတ်ရင်စိတ်ကူးရင်မှုတွေဟာကိုယ့်ကိုပြန်လဲဝါမြူနိုင်နေဆိုတာပါပဲဒုတိယချက်ကတော့ရုပ်ပစ္စည်းတွေနဲ့စိတ်အာဟာရကိုဖြည့်ဆည်းဖို့ကြိုးစားခြင်းမှာအမဟာသူမရဲ့စိတ်ထဲဟာတတာဖြစ်နေတာတွေကိုနောက်ဆုံးပေါ်ခေါင်းဝင်တွေအလှပြင်ပစ္စည်းတွေနဲ့အထင်ကိုမရှိပဲဝယ်ယူရင်စိတ်ကိုဖြည့်ပြောက်ခဲ့ပါတယ်ဒါပေမဲ့ပစ္စည်းတွေများလာလေအကျွေးတွေတင်ပြီးပို့လို့တောင်အထီးကျန်လာလေဖြစ်ပါတယ်ဒါပေမဲ့ကျမတို့ဘာတတိပေးနေလဲဆိုတော့အတွင်းစိတ်ကလိုအပ်ချက်ကိုအပြင်ပန်းပစ္စည်းတွေနဲ့ဘယ်တော့မှအစားထိုးလို့မရဘူးဆိုတာပါပဲတတိယချက်ကတော့လူမှုပတ်ဝန်းကျင်နဲ့ကပ်သက်ချက်နဲ့ကိုယ်ပိုင်ရွေးချယ်မှုပါသူမဟာလူမြောက်ရလန်းကိုအမှားယွင်းတွေနဲ့ရှာဖွေခဲ့သူကြွေခွဲစရာစသိမ်းခဲ့ရပေမဲ့စာရေးသူပရိုဘတ်ဟာသူမပေါ်စာနာခဲ့ပါတယ်ကျမတို့အတွက်တော့ကိုဘဝရဲ့အခက်အခဲတွေကိုကြော်ဖြတ်တဲ့နေရာမှာစိတ်လှုပ်ရှားမှုထက်စင်ကြင်ဆုံးတရားနဲ့မှန်ကန်တဲ့လမ်းကြောင်းကိုရွေးချယ်တတ်ဖို့ပါပဲဒီနေ့နားထောင်တဲ့သူတွေအတွက်ပေးခြင်းတဲ့အကြံလေးတစ်ခုကတော့ကိုဘဝမှာရှိနေတဲ့တာမန်အရာလေးတွေပေါ်ကျေးဇူးတင်တဲ့စိတ်ကိုမွေးမြူကြည့်ပါလို့ပြောချင်ပါတယ်စိတ်ကူးရင်ကဘာထဲမှာပျော်မနေပဲလက်ရှိပစ္စုပန်ကိုတန်ဖိုးထားတတ်လာတဲ့အမှားပွေလိုမျိုးမလိုလားအပ်တဲ့စိတ်ဆင်းရဲမှုတွေကနေကွင်းဝေးလာပါလိမ့်မယ်ဒါကတော့ဒီနေ့အတွက်3မိနစ်စာအသိပညာလေးပါနောက်နေ့တွေမှာလည်းပြန်ဆောင်ကြမယ်နော်